မိမများနဲ့ပတ်သက်ပြီးတော့ကောင်းကောင်းမသိရလားကြုံပြလိုက်တော့ဆွေးပြင်းနေပြီရဲ့ဘက်ကတွေ့လားရောစင်ရတဲ့မိမမျိုးနဲ့သွားတွေ့တော့မှခဲမှာမာယာတွေကတောင်းပုံနေတဲ့တန်ကုန်နေသိရလားကြုံဘူးသေးလို့မသိအောင်ငါပြောပြမယ်မင်းရဲ့စိတ်ကဆုံးပြပြီးတော့သွားလိုက် Oh Buddha de gelade Echoko yuba thengemaye Oh Buddha de gelade Echoko yuba thenemaye ဒိုရေမီဖာဆိုလာကွေးကွေးအချစ်ကကိုကိုကြ ကကြီးခကွေးဖြည်းဖြည်းရေးကိုကိုကြအချစ်ကကွေးကွေးလေး ဘာတင်တင်မီလီယံချီတယ်နော်တဲ့မီလီယံချီတာပဲမမြင်နဲ့နော်ကိုဒီမားလေးဒီမှာ script ကိုတပုတ်နဲ့တပုတ်မထပ်အောင်အပုတ်တိုင်းလူမီလီယံ view ရအောင်ဆိုပြီးတော့ဟောဒီမှာစဉ်းစားလိုက်ရတာခေါင်းကိုလေမဖြူအောင်တမဲ့ပဲခေါင်းက6နေပြီဖြူအောင်ဖြူနေလားမသိပါဘူးအခုအပြောင်းကလည်းမကြခင်မှာနေကနေပြန်လာတော့မယ်ဆိုတော့သူ့အတွက်ကလည်းဇလန်ကစဉ်းစားရအောင်မယ်သူကလေအတက်ကြီးကြီးအမေခန်းနေထည့်ပြီးကြတိတ်ကမကြိုက်ချင်ဘူးအဲ့တော့သူ့အတွက်ကတက်ကိုစဉ်းစားရအောင်မယ်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့အဖွဲ့လူစုံတက်စုံနဲ့မြင်ရတော့မယ်ဆိုတော့စောင့်ကြည့်ပေးကြပါအောင်လို့အခုလိုမျိုးဗီဒီယိုအပုတ်တိုင်းလို့မီလီယံ view ရတယ်ဆိုတာလေကျွန်တော်ဘလောက်ပဲကောင်းအောင်စူးစမ်းအားပေးသွင်းရှင်းအလကားပါပဲလို့အခုလိုမျိုးလေအားပေးပြီးတော့ကြည့်ရှုပေးနေကြတဲ့သူအရောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့နော်ပြီးတော့ကျွန်တော်တို့ယုံကြည်စိတ်ချစွာလုပ်ငန်းအပ်ပေးတဲ့လုပ်ငန်းရှင်တိုင်းအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်လို့အဲ့တော့ဆက်ပြီးတော့လေကြည့်ရှုပေးကြပါအောင်လို့ပြောချင်ပါတယ်ခင်ဗျအခုတော့ရေးလိုက်ပါအောင်မယ်မီးရမလာနဲ့ဇလန်းလေးရေးလိုက်ပါအောင်မယ်ခင်ဗျဘိုင်ဘိုင်သမီးရေဒီမှာသမီးအတွက် guide ဆရာမအတေးရောက်လာပြီသူလေးရဲ့နာမည်ကလေဆရာမတော်ထက်တဲ့ဆရာမထိုင်ဘာလို့တမီးတော့လဲအခုလည်းအဖေကြိုက်အဖေခေါ်တာပဲမလား သမီးဘယ်လိုပြောလိုက်တာလဲဒီမှာလူကြီးရှိမှာဆရာမရှိနေတယ်လေဆရာမရဲ့အားနာလိုက်တာကွယ်ကလေးကလေလိတဆိုးလေးဆိုတော့ပြောဆိုတာမတတ်ဘူးနည်းနည်းရိုင်းနေတိခတ်ပေးပါနော်ဟုတ်ရပါတယ်ဒါနဲ့ကလေးကအသက်လောက်ရှိပြီလေအော်ကလေးကလားအသက်20ရှိပြီဗျအော်ဒါဆိုတော့သူ့သားမဲ့အရွယ်ပေါ့အော်ဟုတ်တယ်ဆရာမရဲ့ကလေးကလေ12တန်း5ခါကြာထားဆိုတော့လေပြောရမှာလေရှက်ပါတယ်ဒါမဲ့ဆရာမရဲ့ဒီနေ့တော့လေသူ့အောင်စီချင်တယ်ဗျာဆရာမသူ့ဘလို့ပဲတွန်တင်ဘလို့ပဲရိုက်မကျုံးမပဲ့ရပြီနော်ဆရာမကိုကြီးသမီးကိုအပ်တယ်နော်ရှင်အော်ဟုတ်ပါဘူးဦးရဲ့သမီးကိုအပ်တယ်လို့တခုခုလိုတာရှိလေဘေးခန်းထဲမှာဦးရှိနေပြီနော်ဟုတ်ဒီစားထုတ်မယ်နော်စားတကယ်တင်လိုက်ရနော်အချိန်တန်လက်ခံရပြီးပြီမလားမိရဲ့ဆရာမအဲ့လိုဆရာမမျိုးမဟုတ်ပါဘူးတော်စမ်းပါယူဆိုင်ချင်ဆမ်လေးပါနဲ့ကဲဆရာမရေစာတင်နေရပြင်ပန်းဒီမှာဆိုလို့မဟုတ်လေးလဲတုံးဆောင်ပါအောင်ဘာလို့တော့လဲမစားလေဘာဝိုက်စားလဲစိုးနာပဲတွေးထားလေဒါနဲ့တွက်မပါအောင်ဒါဆရာမအတွက်အဖေနော်တီးနေဘာလို့သိရလဲနေဆရာမမဟုတ်ကဟုတ်ကရှောက်ပြောမနေနဲ့နော်ဆရာမတော့ပါဆရာမသမီးလေးကိုစိတ်မချလို့လေခုနကထိုင်ကြည့်နေမယ်နော်ဆရာမမယုံလို့မဟုတ်ဘူးနော်မောင်ညို你就是那个没背呀对么啦哎好吧你还记跑没好像那就是那个没背呀对都ဟုတ်တယ်ဆရာမသူပေးရတယ်ပေးရတယ်ကဲကြည့်လာကုန်ပြီဆယ်ရောက်လွန်နေပြီဘယ်မလဲ就是那个ဆရာမဟိုရလေ你们两个没得没啥呢ထိုင်ပြီးပြောနေမတည့်ရပြောစမ်းဆရာမအမေကလေကျူရှင်လက်ခောက်ခဏလောက်စောင့်ပေးပါအောင်ဆိုပြီးပြောခိုင်းလိုက်တယ်你没ဆောင်လိုက်ဆောင်ရငါပြိုက်တာလုံရမဟုတ်ဘူးဒါ就是ရှယ်ဝိုင်းဟုတ်ဆရာမသိပါတယ်ကျူရှင်လက်ခောက်လေမနေ့ပြန်ရအောင်ယူလာခဲ့ပါမယ်ဆရာမအေးမနေ့ကနော်အဲ့ဆိုမနေ့ကမှလာခဲ့ဒီနေ့ငါတင်တာနေ့တော့မပေါ့တော့အပြင်ထွက်ဗျာဘာဗျာနေလဲဟုတ်ကဲဆမရဲ့ချစ်ဆုံးသားသမီးတို့ရေဆမေးပွဲမှာဘာပါနိုင်ချေရှိလဲဆိုတဲ့ဟာကိုဆမပြောပြမယ်နော်တခြားတော့နိုင်မှကြနော်ကြက်လေးကြရမယ်နော်တာဘာဖြစ်လာလဲတာဘူးငါလည်းဆရာမတော့အဖြစ်မပေးလို့မဟုတ်လေအမေရဲ့ကျောင်းထဲမှာစံပွဲထဲမှာပါမဲ့အဖြစ်တွေကိုတောက်မပြောပြဘူးလို့တောက်ကျူရှင်နေထုတ်လိုက်ပြီဘာလို့ထုတ်တာလဲကျူရှင်ကမပေးလို့ဗောအမေရဲ့တားရဲ့အမေပြောခိုင်းတာမပြောဘူးလားအမေဆက်ဆက်ပေးပါမယ်စောင့်ပေးပါလို့ပြောတယ်ဆရာမသူ့ကျူရှင်လက်ကပေးနိုင်တဲ့နေ့မှာသူ့ကျူရှင်လာတတ်တယ်အခုတော့တောက်ကျူရှင်နေထုတ်လိုက်ပြီဟာဆန်းဆန်းဒီငါကြောင့်သိရမလားအမေမလုပ်ပါနဲ့မေဟာစမ်းပါအမေပြောပါနဲ့ဟဲ့ဆန်းဆန်းဒီအဲ့လိုမပြောပါနဲ့ရှက်စီမားလေဘသူပတ်တက်မယ်ဘသူမပတ်တက်ရအောင်ဆိုပြီးတော့ခွဲခြားဆက်ဆံတာမျိုးမရှိဘူးပြောရင်တိလားဆရာလေးပြုံးဖို့နားမလည်နိုင်ပါဘူးဆရာလေးဘာဖြစ်တာလဲဘာဖြစ်တာလဲဆရာမထားနိုင်တော့ဘယ်လိုဖြစ်တာလဲဆရာလေးရဲ့ဆရာလေးဖက်နိုင်ပြန်စနေပြီနဲ့တူတယ်လေးဖက်နာအ
ဆရာလေးခဏစောင့်တော့ဆရာလေးအမရေအပြုံးကိုလေကိုကြီးအမတ်တစိတ်လေးပင်တာစိတ်နဲ့စိတ်ပြားလေးပေးပါအောင်အမရေစေးဘူးဘိုးကိုလေဆရာလေးအမြတ်ရဲ့အကျွေးစင်းနဲ့ထည့်ထားလိုက်နော်အော်ဆရာလေးရေခဏနေရာမှာမတွေ့လို့လေပြုံးမစိတ်ပူသွားပဲကဲရော့ဒီဆရာလေးလေးပင်တာယောဂအမျိုးမျိုးဖြစ်တယ်ပိုးလေးပင်တာတွေးလေးပင်တာအရှိပြားလေးပင်တာတွေတွေ့လဲတူကောင်းတယ်ပြီးကြအစစ်လွတ်တီရောင်ရမ်းကြိုက်ခဲတာယူရစ်အစစ်ပိုလို့ဖြစ်တဲ့ခေါင်းယောဂတွေတွေ့လဲတကယ်ကောင်းတယ်ကြီးပေါင်းယောဂအတွဲဆိုရင်လေဘေးတူဆိုချူမရှိပဲနဲ့ယုံကြည်ကြည်တောက်သုံးလို့ရတယ်ဆရာလေးရေ လေးဘက်နာဆိုတကယ်ပြောက်ဂုံကြီးစီးကိုတောက်ဆိုပြီးတော့လေဆရာမိတ်ဆွေဆရာကိုပြောဘူးလေပြုံးရဲ့ လေနောက်သားရှိယောဂဖြစ်နေတဲ့အပြုံးမိတောင်ဒါနဲ့ပဲတက်တာသွားတာ ဒါနဲ့အပြုံးဒီဆေးရည်နဲ့ဆေးပြားကိုဘယ်လိုတောက်ရမှာလဲယင် အော်စီလေးရတော့လေတရက်ကိုလက်ဖက်စုံ9စုံတရက်ကို3ချိန်ကနေ4ချိန်တောက်လို့ရတယ်စီပြားလေးကတော့မနေ့နဲ့ပြညနေနဲ့ပြတောက်လို့ရတယ်ဆရာလေးရဲ့ ဒါနဲ့ဆရာဒီဆေးကုန်ဘယ်မှာဝယ်ရမှာလဲယင် အော်ပြင်ရင်ကတော့လေအမတ်စမ်းစွဲမြင်းဆောင်နဲ့နန္တာကုံရက်ကွဲတာယာကုန်းလန်အင်းစင်မြို့နယ်ရန်ကုန်မှာတွားဝယ်လို့ရတယ်ဒါပေမဲ့လည်းလေအမျိုးမျိုးအနေနဲ့မှာရှိတဲ့စိတ်တိုင်းတွေမှာလည်းအလွယ်တကူဝယ်လို့ရပါတယ်ဆရာလေးရဲ့ ကျေးဇူးများတင်ပါတယ်ဗျာအခုလိုမျိုးအပြုံးလို့လေစိတ်ထားလာပြီးကိုငီတက်တဲ့ရွာသူတွေဟောဒီရွာမှာရှိလို့ဒီရွာကြီးကလှပနေတာအပြုံးရဲ့ ဟဲ့နေ့စီပင်လေးပွင့်နေပါလားမွေးနေတာပဲဒီနေ့တော့လေဆရာကိုချက်တဲ့ကြောင်းလေးဖွင့်ပြောတော့မယ်ရင်ထဲမှာမျိုးတိတ်မထားနိုင်တော့ဘူး ကျမရဲ့အဖေတကြီးကိုလည်းကျေးဇူးများကြီးတင်တယ်စာကြည့်တဲ့အခုလိုမြန်မြန်ဆက်ဆံပြီးသွားလိမ့်မယ်လို့မထင်တော့ဘူးလေရမင်းကျေးဇူးလည်းမကင်ဘူးဆရာကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ ဟောရပါတယ်ဆရာကလည်း ရှင်မင်း 1 2 3 ဒီနေ့ကတော့ unboxing ထပ်လုပ်ပါမယ်ခင်ဗျာ။ဘာလေးလုပ်မှာလဲဆိုတော့ Pommac ကနေနောက်ဆုံးထပ်ထားတဲ့ My Little Pony နဲ့ Scarpenter ကို collaborate လုပ်ထားတဲ့ဒီဟောဒီအယုတ်လေးတွေကို unboxing လုပ်သွားပါမယ်ခင်ဗျာ။ Yay ကဲအဲ့ဆိုစကားအများကြီးမပြောတော့ဘာလေးပေါက်မလဲဆိုတာမျက်နှာတူတူကြည့်ကြည့်ရအောင်။ကျွန်တော်ကတော့အများတော့အဖြစ်ဟောဒီဘူးတွေရဲ့ပထမအဆုံးဒီရှိတ်မှာပါတဲ့အယုတ်လေးတွေဆိုတော့သဘောကျရပါတော့။အခုဒီမှာဆိုရင်ဒါ Triless Packet နဲ့ Rarity ဒီအယုတ်နဲ့ယုတ်ဖြတ်တဲ့ယုတ်ကိုလူချင်ပါတယ်။ဖွင့်ပါမယ်ခင်ဗျာ။ ဘာလေးပေါက်မလဲ ခါကြည့်တင်နော်ချစ်စရာလေး အိုးဒီမှာကျော်ဒါရဲတီကြည့်လို့ချင်တာနှစ်ခုပြောနှစ်ခုတည်းတစ်ခုရရဆိုတော့ကန်ကောင်းချက်ကန်ကောင်းလိုက်တာပဲလာတယ်အိုးဟုတ်တယ်ချစ်စရာလေးကဲနောက်တစ်ခုကတော့ Twilight Sparkle ပေါက်ပါစီခင်ဗျာဖောက်မယ်နော်ဒီခံစားချက်ကိုကြိုက်တာအယုတ်ကြိုက်တဲ့သူတွေပဲကြည့်နော်အယုတ်မကြိုက်တဲ့သူတွေဆိုရင်တော့ ကျွန်တော်လုပ်နေတာအပူလည်းဖြစ်နေမှာပေါ့လေတက်ကူလာပါခင်ဗျာဒါရပါလိမ့်ချင်တယ်ကြည့်ကြည့်လိုက်တော့နော်ဟဲ့ဘာလဲ ဝါရောင်ကြီးကဘာလဲမကြိုက်ဘူးဝါရောင်ကြီးမကြိုက်ဘူးဟိုအပဲဂျက်တဲ့အိုးလာတော့လာတွားလေဒီမှာကြည့်မြင်ဘူးလေးတွေရဲ့ collaborate ဆိုတော့အစပင်ရှိနဲ့အီးလေအသားလည်းကောင်းနေကဲဒါလေးတော့မလို့ချင်ဘူးဒါလေးဘယ်လိုလို့ချင်လဲလို့ချင်နေဆိုဒါလေးလည်းစောက်ပေးလိုက်ပါမယ်ခင်ဗျာဟာကဲအဲ့ဆိုရင်တော့နောက်တစ်မျိုးထပ်ဖောက်ပါမယ်ခင်ဗျာဘာလေးလဲဆိုတော့ဟောဒီရုပ်ကတော့အားလုံးသိတဲ့အတိုင်းပဲအခုTikTok မှာဆိုလည်းအရင် trending ဖြစ်တယ်ပေါ့နော်အဲ့ဒီမှာဆိုရင်မြက်ကဒီရှေ့ကဒီရုပ်လေးတွေဆိုကြိုက်တယ်ပြီးတော့ဒီမှာခဲရောင်နှစ်ခုရှိရတွေ့လားခဲရောင်နှစ်ခုထဲတစ်ခုပေါက်ရင်ပေါက်မဟုတ်ရင်ဒီရှေ့ကဒါလေးပေါက်ကြည့်မယ်နော် ကြည့်ပါမယ်ခင်ဗျာခဲရောင်လေးလို့ချင်တယ်ခဲရောင်မပေါက်သေးဘူး1 2 3 ချစ်စရာလေးသူ့အပေါ်ခေါင်းခေါင်းကဒီလိုတက်ပါတာချစ်စရာလေးကျုံသူအလားဆုံးပဲဘာလို့လဲဆိုတော့မြတ်အထင်ပေါ့လေသူတို့လည်းလားလို့ပဲထိတ်မှာသူတို့ပုံနေထားပါတော့ခဲရောင်မပေါက်လဲဒါလေးပေါက်တယ်ဆိုတော့ကြည်နေပါလေကြည်နေတဲ့ကဲနောက်ဆုံးတစ်ခုချန်တာလေးဖောက်ပါမယ်ခင်ဗျာဒါလေးကကြောက်ဟီရိုနိုပေါ့နော်အရန်ချစ်ဖို့ကောင်းလို့ဝယ်လာတာဘယ်ဟာပေါက်လဲအကုန်ကြိုက်တယ်
哎呦，လာတယ်အဲကျုံစိတ်ကောက်နေတဲ့ရုပ်ရချစ်စရာလေကိုနဲ့များกว่าပါကဲဒီနေ့ကတော့ပောက်သွားတဲ့အယုတ်လေးတွေကြည်နဲ့လားဆိုရင်ကြည်နဲ့ပါတယ်ခင်ဗျာကန်ကောင်းတယ်ပေါ့နော်ကိုလိုချင်တာလေးပောက်တယ်ဆိုတော့လေကြိုက်ပါတယ်ခင်ဗျာအဲ့တော့အခုမြက် blind ပေါက်လေးတွေလက်ဆောင်ပေးမယ်ဆိုတဲ့6ဦးကိုလည်းမြက် fan club ကနေပြီးတော့သင်းပြန်ပြီးတော့ကြီးညာပေးပါမယ်အဲ့တော့မြက် fan club ကိုလည်းအားလုံး join ထားဖို့အတွက်ကိုအားလုံးဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ bye bye